မင်္ဂလာပါရဆိုကဂျပန်နီကိုရီးယား Education Academy မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ခုကတော့အန်ဒရီဆိုမာတူမဲရဲ့ဒိုင်း issue တပတ်မြောက်ရဲ့အချင်းချင်းချင်းမဲတဲမြောက်နည်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးပထမဆုံးကခခရဲတဲအီရူဆိုရင်သူကအရင်ဆုံးဘက်ကိုဥခဲမိခဲပုံစံပြောင်းမယ်။အရင်တော့အန်ဖိုမာတော့တင်ခဲ့ရပြီ။ဥခဲမိခဲကို group 1ဆိုရင် e line နဲ့ r line ပြောင်းပြီးတော့ remas ပေါင်းမယ်။ group 2ဆိုရင် map ဖြုတ်ပြီးတော့ ra remas group 3ဆိုရင် khimas ဆိုရင် khora remas shimas ဆိုရင် sa remas အဲ့တော့ခခရဲတဲအီရူဆိုရင်ရေးချင်းခံနေရတယ်။အဲ့တော့နောက်တစ်ကြောင်းကခိုးနော်ဟွန်နီဝါခိုးရှိဆက်ဆိုမဲဝါခခရဲတဲအီမာဆန်ခိုးနော်ဟွန်နီဝါဆိုရင်ဒီစာအုပ်မှာကခိုးရှိဆက်ဆိုမဲဝါဆိုရင်အသေးစိတ်ရှင်းပြချက်တွေကခခရဲတဲအီမာဆန်ဆိုရင်ရေးသားမထားပါဘူး။သူကကြတော့စာရေးသူရဲ့ subject ကိုဖော်ပြမထားဘူးနော်။뉴가쿠시키와 코너 호루데 오코나와 레마스 뉴가쿠 시키와 소이 짱웨베 사미보에가 코너 호루데 디칸마마 오코나와 레마스 찜마지 칸이야에 또알레 짱와 찜마라고 법ям타오 노 나도 짱와 코레와 세카인데 이치반 오키 다이아몬드 다도 이와레데 이마스 코레와 소이 다가 세카이데 그바보마 이치반 오키 소이 아지송 다이아몬드 다도 소이 생피데로 이와레데 이마스 소이 뼈지 칸이야에အဲ့တော့သူကလည်းဘယ်သူဘဝပြောရဆိုတော့လည်းဖော်ပြမထားဘူးမူခရှိဝဆိုနောခန်းကအဲကတတရှိတို့အိုမဝရဲတဲအီတာဟိုရှိတုံးကဆိုနောခန်းကအဲကဆိုရင်အဲ့ဒီစဉ်းစားပုံတွေကတတရှိတို့မှန်ကန်တယ်လို့အိုမဝရဲတဲအီတာဆိုရင်ထင်ချင်းခံနေရတယ်အဲ့ဒါကြောင့်ကအခါချန်နီနာခရဲတာသူကလည်းဗန်နီဘရဲရူပဲအရင်ဆုံးသူ့ကိုလည်းဥခဲမိခဲပုံစံပြောင်းမယ်အဲ့တော့အခါချန်နီနာခရဲတာတဲ့ကလေးကငုံမိခဲ့တယ်အဲ့တော့တူမိုတာချီနောအခါချန်ကိုတာကိုရှိတာရာနာခရဲတဲရှိမတာတူမိုတာချီနောဆိုရင်တငယ်ချင်းရဲ့အခါချန်ကိုဆိုရင်ခလေးကိုတာကိုရှိတာရာဆိုရင်ပွေ့ချလိုက်တဲ့အခါမှာနာခရဲတဲရှိမတာဆိုရင်ငုံမိသွားခဲ့တယ်အဲ့တော့ကအမေနီဖူရရဲတဲဖူခုကနူရဲတဲရှိမတာမိုးကရွာချင်းခံရပြီးတော့ဖူခုကဆိုရင်အဝယ်စားတွေကနူရဲတဲရှိမတာစိုးမိသွားခဲ့တယ်အဲ့တော့ချစ်ချင်းနီရှိနာရဲတဲဒိုင်းကကိုဆွတ်ခဲရာရဲနာခုနာရီမရှိတာအဖေးတေဆုံးပြီးရဲ့နောက်မှာတက်ကက်တို့စက်မတက်နိုင်ခဲ့ဘူးတဲ့နောက်တစ်ခုကရှဲခီကဲသူကကြတော့ဟာယာခုခါရဲရာဆဲတဲခရာစာအဓိကဆာဆဲတဲဆိုရင်အရင်ဆုံးအဖိုးမှာတော့တင်ခဲ့ရပြီရှဲခီကဲပုံစံပြောင်းမယ်ရှဲခီကဲကိုဂရူရန်ဆိုရင်အီလိုင်းနဲ့အာလိုင်းပြောင်းပြီးတော့ဆဲမှတ်ပေါင်းမယ်ပြီးတော့ e ဆိုရင်ဝါဆဲမတ်ဂူတူးဆိုရင်မတ်ဖြုတ်ပြီးတော့စာဆဲမတ်ဂူတူးဆိုရင်ခိမတ်ဆိုရင်ခိုစာဆဲမတ်ရှိမတ်ဆိုရင်စာဆဲမတ်အဲ့တော့စာဆဲမတ်ဆိုတာကိုတိုင်းလောက်တာအဲ့တော့ဟာယာကိုခါအဲရာဆဲတဲခရာစာအဲ့တော့ဆော့ပြန်ခွင့်ပြုပါပြန်ပြရစီအဲ့တော့ဒါကိုတိုင်းကလောက်တာအဲ့တော့နောက်တစ်ကြောင်းကချော့တူခိဘုံကဝါရီနော်တဲ့ဟာယာကိုခါအဲရာဆဲတဲခရာစာအဲ့တော့နည်းနည်းစိတ်ချီနေရဆိုရတော့ကြောင့်ဟာယာကိုခါအဲရာဆဲတဲခရာစာဆိုရင်ဆော့ပြန်ခွင့်ပြုပါပြန်